မင်္ဂလာပါဒီနေ့မှာတော့ဒီရှင်က grade 12 biology chapter 6 wildlife တွေရဲ့ကျန်နေတဲ့ binary တွေကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်ဟုတ်ပြီဒီပိုင်းမှာဆိုလို့ရှိရင် wildlife တွေကြောင့်ပေါ့နော်ဒီ ecosystem ကစနစ်ပေါ်မှာရှိနေတဲ့ biodiversity စီဝါမျိုးစုံမျိုးကွဲတွေပေါ်မှာဘယ်လိုမျိုးသက်ရောက်မှုရှိရဲဆိုတဲ့အပိုင်းရဲ့နောက်ပြီး zoonotic တစ်စီအကြောင်းရဲ့နောက်တစ်ခုကကျ wildlife tree hotspot ဆိုပြီးတော့ဒီ grade 12 biology chapter 6ရဲ့ wildlife တွေကျန်နေတဲ့အပိုင်းတွေကိုရှင်းပြပေးတော့မှာဖြစ်တယ်ဟုတ်ပြီဒီ wildlife တွေရဲ့အပိုင်းမှာဆိုလို့ရှိရင် wildlife smuggling က directly affect ဓာတ်ရိုက်သက်ရောက်မှုရှိတယ် dead biodiversity ဇီဝမျိုးစုံမျိုးကွဲတွေပေါ်မှာဓာတ်ရိုက်သက်ရောက်မှုရှိတယ်ဟုတ်ပြီဘယ်လိုတွေမှာရှိနေရလဲဆိုရင် all different ecosystem ဒီရစနစ်အမျိုးမျိုးမှာရှိနေတဲ့ဇီဝမျိုးစုံမျိုးကွဲတွေပေါ်မှာဓာတ်ရိုက်သက်ရောက်မှုရှိတယ် certain animals are in higher demand by smuggler လို့ခေါ်တယ်ဒီမောင်ကိုတင်တဲ့လူကနေပြီးတော့ဝယ်လူအားတွေကတချို့တော့ဘောနော်တလေးဆန်တွေမှာဝယ်လူအားကြီးမြင့်တက်လာတယ်နောက်လို့ရှိရင်ဝယ်လူအားမြင့်တက်လာတာနဲ့အမျှဘာတွေဖြစ်စီလဲဆိုရင် leading to a visible decline visible ဆိုတာတိတာမြင်တာတဲ့ဘောနော် decline ကျဆင်းလာတယ် all these species ဆောနာက smuggler တွေလိုအပ်နေတဲ့လူချင်းနေတဲ့တလိဆန်တွေကတဲ့သူတို့ရဲ့မျိုးစိတ်တွေထဲမှာတိတိတသာကိုပဲရောကြလာတယ် in their native habitat သူတို့ရဲ့တဘာဝနေထိုင်တဲ့နေရာတွေပေါ်မှာဒီမျိုးစိတ်တွေရဲ့အရေးအတွက်ကတိတိတသာကိုပဲရောကြလာတယ် wildlife smuggling may also got wildlife smuggling ခေါ်တဲ့တော်ရန်တလိဆန်ကုန်ကူးခြင်းကနေပြီးတော့ may also got ထပ်ပြီးဖြစ်စီတာက that introduction ဆိုတာကဝင်ရောက်လာခြင်းပေါ့နော် invasive ဆိုတာကကျတော့ဒီ data မှာရှိနေတဲ့ရင်းတွေကရှိနေတာမျိုးမဟုတ်ဘဲနဲ့တခြား data ကနေဝင်ရောက်လာခြင်းဒီဘာကြောင့်ဝင်ရောက်လာလဲဆိုလို့ရှိရင် smuggling ကြောင့်ပဲပေါ့နော် wildlife smuggling ကြောင့်ပဲ invasive တခြားပေါ့နော် အန္တရာယ်ရှိတဲ့မျိုးစိတ်တွေတခြား data ကနေပြီးတော့ဝင်ရောက်လာမယ်ပြီးလို့ရှိရင် harmful species အန္တရာယ်ရှိတဲ့မျိုးစိတ်တွေက into the ecosystem ကရစနစ်တွေကိုဝင်ရောက်လာမယ်ဟုတ်ပြီဝင်ရောက်လာတဲ့အခါမှာတဲ့ which can endanger အန္တရာယ်ဖြစ်စေတဲ့ indigenous wildlife ဒီဒေသမှာရှိနေတဲ့တော်ရန်လေးဆန်တွေကိုအန္တရာယ်ဖြစ်စေတဲ့ strain on the environment resource ဒီသဘောပေါင်းချင်းရင်းမြစ်နေတဲ့ကိုဗီဇတခြားသောဗီဇပေါ်တော့မတူညီတဲ့တော်ရန်လေးဆန်တွေဝင်ရောက်လာခြင်းအပြင်နဲ့အန္တရာယ်ဖြစ်စေတာကကြတော့သူတို့အချင်းချင်းကြားမှာချင်းပြန်မှုတွေရှိတာပေါ့နော် true interspecific competition အချင်းချင်းကြားချင်းမြင်တိုက်ခိုက်ကြတယ် between species သူတို့ရဲ့မျိုးစိတ်တွေကြားပေါ့နော်ဥပမာအပြင်ဒီလိုမျိုး interspecific competition ဆိုတာကကြတော့သူတို့ရဲ့နေထိုင်စရာနေရာပဲဖြစ်ဖြစ်ဒါပေမဲ့သူတို့ရဲ့အစားအစာတွေပဲဖြစ်ဖြစ်သူတို့ချင်းပြန်တိုက်ခိုက်ရတဲ့အခါမှာဒီမျိုးစိတ်တွေရဲ့ကြားမှာအန္တရာယ်ကြားပေါ့နော်အန္တရာယ်ဖြစ်စေတယ်တရားဘူတာကြောင့်မလို့တဲ့ wildlife trade ဒီတော့လေးဆန်ကုန်မှုချင်းက is a serious conservation problem ဒီစီရပေါ့နော်ထိန်းသိမ်းရမယ်ပြဿနာတစ်ခုဖြစ်တယ်နောက်လို့ရှိရင်လေဒီ wildlife trade ကနေပြီးတော့ has a negative effect မကောင်းတဲ့သက်ရောက်မှုတွေလည်းရှိနိုင်တယ် on the viability အသက်ရှင်တန်နိုင်မှုပေါ်မှာ of many wildlife population ဒီများစွာသောတော်ရန်လေးဆန်တွေရဲ့အရေးအတွက်ပေါ့နော်သူတို့ရဲ့အသက်ရှင်တန်မှုပေါ်မှာလည်းဒီ negative effect တွေရရှိနိုင်တယ်လို့ one of the major threats ဒီချင်းချောက်မှုတွေကအဓိကတစ်ခုဖြစ်တာကကြတော့သူ the survival of vertebrate species ဘာဒီဘေဆိုတာကကြတော့ကြော်ရိုးကြီးဒီကြော်ရိုးကြီးမျိုးစိတ်တွေရဲ့အသက်ရှင်တန်နိုင်မှုကိုလည်းအဓိကအားဖြင့်ချင်းချောက်နေပါတယ်တဲ့ဟုတ်ပြီနောက်တစ်ပိုင်းကကြတော့ zoonotic disease အကြောင်းကိုသင်မယ်ဟုတ်ပြီဒီ zoonotic မှာဆိုလို့ရှိရင်တော့ the illegal wildlife trade တရားမဝင်မောင်ရန်တလေးဆန်ကုန်ကူးခြင်းက has been ဆက်ဆက်နေပါတယ်သူတဲ့ emergence ဆိုတာပေါ်ထွက်လာရပေါ့နော်အပြင် spread ပြန့်နှံ့သွားတယ် or new infectious disease ဟုတ်ပြီဒီမှာဆို infectious ဆိုတာကကူးစက်တတ်သော infectious ဆိုတာကူးစက်တတ်သော infectious disease ဆိုတော့ကခြားတော့ကူးစက်တတ်တဲ့ရောဂါအသစ်တွေပြန့်ပွားခြင်းနဲ့ထွက်ပေါ်လာခြင်းနဲ့ဆက်ဆက်နေပါတယ်တဲ့ဟုတ်ပြီအဲ့ဒီခါမှာ including emergence virus အခုပေါ်ထွက်လာတဲ့virus တွေနဲ့အပါအဝင်လူသားတွေမှာကူးစက်တဲ့ရောဂါအသစ်တွေပြန့်ပွားခြင်းထွက်ပေါ်လာခြင်းကဘယ်လိုနဲ့ဆက်ဆက်နေရလဲဆိုရင် illegal wildlife တွေတရားမဝင်မှခုကုန်ကူးခြင်းကနေပြီးတော့ဝယ်တဲ့ဖြစ်လာခြင်းဖြစ်တဲ့ဟုတ်ပြီနောက်တစ်ခုကကြတော့ outbreak of zoonotic disease ဒီတလေးဆန်တွေကနေပြီးတော့ကူးစက်တဲ့ရောဂါတွေပြန့်ပွားခြင်း including ဘယ်လိုတွေပါဝင်လဲဆိုရင်COVID-19 တို့ H1N1 avian flu လို့ခေါ်တဲ့ကျန်းငတ်တုပ်ကွေးရောဂါတွေရဲ့severe ဆိုတာကကြတော့ပြင်းထန်သော severe acute respiratory syndrome ကကြတော့ပြင်းထန်တဲ့ပေါ့နော် severe ကကြတော့ပြင်းထန်တဲ့ respiratory syndrome ကကြအသက်ရှူတဲ့အခါမှာခက်ခဲတဲ့ပြင်းထန်ခက်ခဲတဲ့ယောဂမျိုးသူ့ကိုယ်သူကောင်းနေနေဆိုရင် SCRS လို့ခေါ်တယ်
monkeypox ကကြတော့မြောက်ကျောက်ယောဂတွေက has been treated ခြေရာခံကြည့်မယ်ဆိုလို့ရှိရင်တော့ဒီယောဂတွေကဘယ်ကနေဖြစ်တာလဲဆိုရင် tulip wildlife market ဒီတော်ရိုင်းတလိဆန်နေကုန်ကူးရဲပေါ့နော်ဈေးကွက်ထဲမှာတွေ့ရပါတယ်တဲ့ဝယ်အဲ့ဒီနေရာတွေကကြတော့တဲ့ the potential of zoonotic transmission ဒီတလိဆန်တွေကနေပြောပြန့်ပွားနိုင်တဲ့ transmission ကူးဆက်ပြန့်ပွားနိုင်တဲ့ယောဂတွေဖြစ်နိုင်ချေပေါ့နော် potential ဖြစ်နိုင်ချေကတဲ့ is greatly increase တိတိတတာကိုပဲတိုးလာတယ်တဲ့နောက်ဆုံးအကြောင်းကတော့တဲ့ there are certain places ရှိုးနေရာတွေရှိပါတယ်တဲ့ in the world ကမ္ဘာပေါ်မှာ where wildlife trade တော်ရနေလေးဆန်နေကုန်ကူးခြင်းက is particularly အထူးသဖြင့် threatening ခြေရောက်ထားတဲ့ or ထောင်လို့ရှိရင်လည်း where targeted အချင်းအဓိကပေါ့နော်သူ target ထားတဲ့လှုပ်ဆောင်မှုတွေကလည်း will be particularly wide နဲ့တိတိကျကျကိုပဲပေါ့နော်ပြုလုပ်ထားပါတယ်တဲ့ these places အဲ့ဒီနေရာတွေကိုခေါ်ပါတယ် wildlife trade hotspot တော်ရနေလေးဆန်နေကုန်ကူးတဲ့ပေါ့နော်နေရာလို့သတ်မှတ်ထားတယ်Therefore ဒါကြောင့်မလို့တဲ့ national and international law ဒီနိုင်ငံဆိုင်ရာပေါ့နော်နောက်တစ်ခုကကြတော့ international ဆိုတော့အပြည်ပြည်ဆိုင်ရာနိုင်ငံတကာဆိုင်ရာဥပဒေတွေကိုလည်း in place ချမှတ်ထားရမယ် for wildlife protection တော်ရနေလေးဆန်နေကာကွယ်ဖို့ရန်အတွက်သူတို့ကိုကာကွယ်ဖို့ရန်အတွက်လည်းဥပဒေတွေကိုချမှတ်ထားရမယ် suggest ဘယ်လိုမျိုးဥပဒေတွေလဲဆိုလို့ရှိရင် CITES လို့ခေါ်တဲ့ the Convention on International Trade in Endangered Species of Wild Flora and Fauna ဟုတ်ပြီ wild ဆိုတာကတော့ရန်နေလိမ့်ဆန် flora ဆိုတာကကြတော့ဒီဒေသမှာပေါက်ရောက်တဲ့အပင်မျိုးစိတ်တွေနောက်ပြီး fauna ကကြတော့တလိဆန်မျိုးရင်းတွေသူတို့ရဲ့ဘောနော် wild flora and fauna ဒီဒေသတစ်ခုမှရှိနေတဲ့အပင်တွေတလိဆန်တွေဟုတ်ပြီဒီဟာတွေကကြတော့ endangered species မျိုးတုံးသွားနိုင်တဲ့မျိုးစိတ်တွေကိုတဲ့Convention on International Trade ဆိုတာကကြတော့ဒီနိုင်ငံလုံးဆိုင်ရာပေါ့နော်သဘောတူညီချက်အရာကုန်ကူးခြင်းကိုတားမြစ်ထားတာမျိုးနောက်တစ်ခုကကြတော့ Conservation of Biodiversity ဇီဝမျိုးစုံမျိုးကွဲတွေကိုကာကွယ်ဆောင်ရှောက်ထားတာမျိုးနဲ့ Protected Area Law 2018 မြန်မာနိုင်ငံမှာဆိုရင်2017ကနေချမှတ်ထားတဲ့ Protected Area Law တဘာဝထိန်းသိမ်းရေးနယ်မြေဥပဒေတွေရဲ့နောက်တစ်ခုက Biodiversity ကိုကာကွယ်ထိန်းသိမ်းဆောင်ရှောက်ထားတာတွေကိုချမှတ်ထားဖို့ရအတွက်လိုအပ်တယ်ဒါကကြတော့ဒီချက်ပြပြထားတဲ့ဒီခြီတွဲပေါ့နော်ဘာလို့ရဲ့ chapter 4အပိုင်းဖြစ်တဲ့ wildlife trade အကြောင်းပဲဖြစ်ပါတယ်